မြန်မာစာတိုင်ပင်ကျင်းမှုအတွက်ကျွန်တော်လိုအပ်တဲ့ software link လေးကိုဒီ video လေးရဲ့အပေါ်မှာမြန်မာတိုင်ပင် download link လေးပေးထားပါတယ်ဒါလေး download လုပ်ပါ download ပြီးသွားရင်ကျွန်တော် install လုပ်တဲ့ပုံစံလေးပြောပြပါမယ် download folder တွေကိုသွားပါ raw file လေးနဲ့ခြုံထားပါတယ်เนาะဒီ file လေးကိုဖြီးချပြီးမှသုံးရမှာเนาะဒီ file ကိုဖြီးချဖို့အတွက်ဆိုရင် right click နှိပ်ပြီးတော့ extract here လို့ပေါ်ရင်ပေါ့မပေါ်ဘူးဆိုဒီမှာ show more option ဆိုတာလေးနှိပ်ပေးလိုက်เนาะဒီမှာ extract here ဆိုတာလေးပါမယ်ဒီ file ကိုနှစ်ချက်မနှိပ်ဘူးเนาะနှစ်ချက်နှိပ်ပြီးဒီမှာသွားဒါတွေကိုသွားပြီးတော့မဖွင့်ဘူးဒါတွေကိုသွားပြီးတော့မရဘူးနှစ်ချက်မနှိပ်ဘူးသူ့ကိုညာ click နှိပ်ပါနော်ညာ click နှိပ်ပြီးတော့ show more option ဆိုတဲ့ကိုသွားပါပြီးသွားရင် extract here ဆိုတာလေးကိုလုပ်ပေးပါတကယ်လို့ဒီလိုစာအုပ်ပုံလေးလည်းမပေါ်ဘူး extract here ဆိုတာလည်းမပါဘူးဒီလိုစာအုပ်ပုံစံလေးတွေမပေါ်ဘဲနဲ့ unknown file ဖြစ်နေရဆိုရင် WinRAR ဆိုတဲ့ software လေးမရှိလို့ပါဒါဆိုရင်ကျွန်တော်တို့ software လေးအရင်ဆုံးတွင်ပေးရမှာဒါရှိပြီးသားဆိုရင်ပြဿနာမရှိဘူးเนาะကျွန်တော်တို့ step menu ထဲမှာ WinRAR လို့ရိုက်ကြည့်လိုက်ဒီမှာ software လေးရှိနေတယ်ဒီလို software ရှိနေရဆိုရင်တော့အဆင်ပြေတယ်ဒါလေးကိုဖြီးချလို့ရတယ်ပြဿနာမရှိဘူးတကယ်လို့ဒီ software လေးမရှိထားသေးဘူးဆိုရင်ကျွန်တော်တို့ internet ကနေ download လုပ်ဖို့လိုပါတယ်စက်ထဲမှာပါတဲ့ Microsoft App ဆိုတဲ့ browser လေးဖွင့်လိုက်မယ် EDGE step menu နဲ့ internet ချိန်တာเนาะ internet လေးချိန် Microsoft App ဆိုတဲ့ browser လေးဖွင့် WinRAR for PC ဆိုပြီးတော့ PC download ဆိုပြီးတော့ရိုက်ထည့်လိုက်ရင်ရတယ်ပြီးတော့ enter ခေါက်လိုက်ပြီးတော့ဒီမှာအပေါ်ဆုံးမှာမြင်ရတဲ့ file လေးတစ်ခု link လေးတစ်ခုနှိပ်လိုက်မယ်ပြီးတော့ဒီ link လေးပေါ့နော်ဒါလေးကိုနှိပ်ပြီးတော့ download လုပ်လို့ရပါတယ်